Hello, MEI Podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမကတော့ VV ပါ။ဒီနေ့ Podcast လေးမှာတော့ကိုဝါသနာပါတဲ့အရာတွေကိုထိထိရောက်ရောက်လုပ်ကိုင်နိုင်ဖို့တနေ့တာစွမ်းအင်တွေကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။ကိုလှုပ်ချင်တဲ့အရာတွေကိုလှုပ်ဆောင်တဲ့အခါမှာအချိန်သေးချပေးရရုံနဲ့မကပဲကိုယ့်ရဲ့စွမ်းအင်တွေကိုပါတည်တည်ချာချာအသုံးချတတ်ဖို့လိုတယ်ပေါ့နော်မဟုတ်ရင်လုံနေရင်နဲ့ပင်ပန်းလာပြီးစိတ်မပါတော့တာမျိုးဖြစ်တတ်လို့ပါအဲ့တော့ကကိုယ့်ရဲ့စွမ်းအင်တွေကိုဘယ်လိုစီမံခန့်ခွဲရမလဲပထမဆုံးအချက်နံပါတ်1ကတော့စွမ်းအင်အတက်ကြကိုနားလည်အောင်လုပ်ပါတနေ့တာအတွင်းကိုယ့်ရဲ့စွမ်းအင်အပြည့်စုံဖြစ်နေတဲ့အချိန်ကိုရှာပါကိုကမနှက်ခင်မှာတက်ကြွရဲသူလားညနေမှအာယုံဆိုင်နိုင်တဲ့သူလားဆိုတာသိအောင်လုပ်ပါကိုယ်စွမ်းအင်တွေပြေးဝနေတဲ့အချိန်မျိုးမှာမှအရေးကြီးပြီးအာယုံစူးစိုက်မှုများများလိုအပ်တဲ့အလုပ်တွေကိုလုပ်ပါစွမ်းအင်ကျဆင်းနေတဲ့အချိန်တွေမှာတော့ပုတ်ပုတ်ပါပါအလုပ်တွေပြောင်းလုပ်ပါနံပါတ်1အနေနဲ့စွမ်းအင်၄မျိုးလုံးကိုမျှတအောင် cue ဆိုင်ရပါမယ်ရုပ်ပိုင်းဆိုင်ရာစွမ်းအင် physical energy တွေပြေးဝနေအောင်အရေးဝဝအိပ်ပါအာဟာရစုံလင်အောင်စားပါလေ့ကျင့်ခန်းလုပ်ပေးပါစိတ်စွမ်းအင် mental energy ပြေးဝနေအောင်လေစိတ်ပင်ပန်းဖိစီစရာတွေစိတ်ရှုပ်စရာတွေကိုလျှော့ချပါအလုပ်တွေအများကြီးကိုဇက်တိုက်မလုပ်ဘဲနဲ့အနားယူချိန်တူတူလေးတွေယူပြီးစိတ်ကိုပြန်လဲအားဖြည့်ကလှုပ်ဆောင်ပေးပါစိတ်စွမ်းခံစားချက် emotional energy အတွက်လေစိတ်ပျော်ရွှင်စေတဲ့ပတ်ဝန်းကျင်မှာနေထိုင်ပြီးတော့စိတ်ကျဉ်းစရာစိတ်ခွန်အားဖြစ်စေမဲ့ကောင်းတဲ့အတွေ့အကြုံတွေကိုပဲတွေးပြပါနောက်ဆုံးစိတ်ဝိညာဉ်စွမ်းအင် spiritual energy အတွက်ကိုလည်းကိုတကယ်အမှန်တကယ်ဝါသနာပါတဲ့အရာနဲ့ကိုက်ညီတဲ့အလုပ်တွေကိုပဲလုပ်ဆောင်ပါနံပါတ်3အနေနဲ့ကတော့ပုံမှန်အားပြန်ဖြည့်ရပါလူတွေရဲ့စွမ်းအင်ကလည်းဖုန်းဘက်ထရီတွေလိုပဲအသုံးပြုပြီးသွားရင်အားပြန်ဖြည့်ကိုဖြည့်ပေးရမှာပဲလीနော်ပင်မလာရင်ခဏတာဒီတမောအိတ်လိုက်ပါအနားယူတဲ့အခါမှာလဲဖုန်းသုံးပြီးကိုယ့်ရဲ့အုံနောက်နဲ့စိတ်အာရုံကိုအဆက်မပြတ်လှုံ့ဆော်နှိုးဆွမယ်အစားစာဖတ်တာတို့အသက်ရှူလေ့ကျင့်ခန်းတို့လုပ်ပြီးစိတ်ရောကိုယ်ရောကိုအနားပေးလိုက်ပါဒီလိုမျိုးကိုယ့်ရဲ့တနေ့တာစွမ်းအင်အကြောင်းကိုနားလည်သဘောပေါက်ပြီးအားအင်ပြည့်နေတဲ့အချိန်မှာကိုလူတို့ဝါသနာပါရာတွေကိုလောက်ကင်မယ်ပင်မလာတဲ့အခါအနားယူအားဖြစ်ပေးမယ်ဆိုရင်တော့ပို့ပြီးတော့အကျိုးရှိတဲ့နေ့လေးတွေကိုပိုင်ဆိုင်လာမယ်လို့ယုံကြည်ပါရနော်ကဲဒီနေ့ podcast လေးကတော့ဒီလောက်ပါပဲရှင်အချိန်ပေးပြီးနားထောင်ကြလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက် podcast တွေမှာလည်းပြန်လည်ဆုံတွေ့ကြရအောင်နော် bye bye